အေယာဝတီမြစ်ရဲ့အကွေရှေးဟောင်းဖျားပထိုးတွေခြံရနေတဲ့ပကံမြေဟာမြမသမိုင်းရဲ့အငွေ့သက်တွေကိန်းဝတ်ရာနေရာတစ်ခုပါဒီမြေနီလန်းတွေပေါ်မှာနှစ်ပေါင်း1000ကျော်တိုင်အောင်အမြင့်တွယ်ခဲ့တဲ့အမှုပညာတစ်ခုရှိတယ်အဲ့ဒါကတော့ဝါနီစိမ့်လေးတွေကနေအဖို့တန်အမှုပညာပစ္စည်းဖြစ်ပြောင်းလဲပေးလိုက်တဲ့ယွန်းတဲ့အတတ်ပညာပဲဖြစ်ပါတယ်ယွန်းတဲ့တစ်ခုဖြစ်လာဖို့ဆိုတာစိတ်ရှည်မှုနဲ့တီးခံခြင်းကိုအရင်ကြီးပြုရပါတယ်။တာမန်ဝါနီလေးတွေကိုပုံဖော်ကျစ်သားပြီးနောက်တစ်ဆေးပင်ကရတဲ့တစ်စီအမဲရောင်တွေကိုအထက်ထက်တုပ်လဲရပါတယ်။ထူးခြားတာကယွန်းတဲ့တွေဟာနေအောင်အောက်မှာခြောက်တာမဟုတ်ပါဘူး။နေအောက်တိုက်ခန်းထဲမှာအမှောင်ချပြီးအေးစိမ့်နဲ့ဆိုတဲ့နဲ့မှတစ်ဆေးတွေကခိုင်မာလာတာပါ။ဒါဟာတဘာဝနဲ့အမှုပညာပေါင်းစပ်ထားတဲ့လျှို့ဝှက်ချက်တစ်ခုပါပဲ။အနုအစိတ်ဆုံးအဆင့်ကတော့ကညစ်လေးနဲ့ပကြီးဖော်တဲ့အဆင့်မှာပညာရှင်ရဲ့လက်ဖြားမှာကနုတ်ပန်းတွေဇက်တော်တွေနဲ့မြမဟန်တွေဟာစာမျက်နှာထက်မှာအသက်ဝင်လာပါတယ်။အနီးအစိတ်အဝါအယောင်ဆုံးဖြစ်သွင်းလိုက်တဲ့အခါမှာတော့အမဲရောင်ယွန်းတယ်လေးဟာကဘာကအတိမတ်ပြုရတဲ့လက်ရမြောက်အမှုပညာပစ္စည်းတစ်ခုဖြစ်လာခဲ့ပါပြီ။ယွန်းတယ်ဆိုတာပစ္စည်းတစ်ခုတည်းမဟုတ်ပါဘူး။မြမယဉ်ကျေးမှုရဲ့အမွေအနှစ်လက်မှုပညာရှင်တွေရဲ့နှလုံးသွင်းနဲ့ယဉ်ထားတဲ့ဂုဏ်ယူစရာသက်သေတစ်ခုပါခေတ်တွေဘလို့ပဲပြောင်းလဲသွားပါစေပကံရဲ့ဒီအမှုပညာဟာမြန်မာတို့ရဲ့ရင်ထဲမှာတော့အမြဲတမ်းတင့်တယ်နေအောင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မြန်မာတို့ရဲ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ယွန်းတဲ့အမှုပညာကိုတန်မိုးထားထိမ့်သိမ်းဆောက်ရှောက်ကြဖို့တိုက်တွန်းလိုက်ပါရရှင်ဒီလိုမြန်မာမှုလေးတွေအကြောင်းကိုကိုယ်တိုင်ဖန်တီးပုံဖော်ခြင်းနဲ့ဆိုရင်တော့ Burmese AI Studio ရဲ့ Professional AI Creator Class Batch 3ကိုတက်ရောက်လိုက်ပါရှင်။